စိတ်ဆိုတာတဲ့အလွန်နှိပ်ကွက်ဖို့မတမခက်တယ်ခေါင်းမာတယ်ပေါ့သူ့ကိုလွယ်နဲ့သူ့ကိုဆုံးမဖို့မရဘူးတဲ့သူကအာယုံပေါ်မှာဖြစ်ရင်လည်းအတော်လှင်မြန်တယ်ဖြုတ်ခနဲ့ဖြစ်ပြီးဖြုတ်ခနဲ့ပြတ်သွားတယ်လှင်မြန်နဲ့ဖြစ်မှုပြမှုရှိတယ်ယထာကာမနိဗ္ဗာတိနောသူရောက်ချင်တဲ့အာယုံပေါ်မှာသူကရောက်သွားတတ်တယ်သူနှစ်သက်ပျော်မွေးတဲ့အာယုံပေါ်မှာပဲသူ့အလိုချအတိုင်းအာယုန်ဒီပေါ်မှာဒီစိတ်လေးကဖြစ်နေရှိတယ်အဲ့ဒီစိတ်လေးကိုဆုံးမတာဟာကောင်းတယ်သူ့ကိုဒီတိုင်းပြစ်ထားလို့ရှိရင်လူတွေဟာကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးတဲ့စိတ်တန်ဒန်ဒုက္ခဝါစိတ်ကိုဆုံးမလိုက်လို့ယဉ်ကျေးသွားပြီဒါဖြင့်စိတ်ဟာဘယ်ချိန်ကျမှယဉ်ကျေးတယ်လဲဆိုလို့ရှိရင်ယဟန္တာဖြစ်မှယဉ်ကျေးတယ်လို့ခေါ်တယ်ကျန်တဲ့အချိန်မှာယဉ်ကျေးကြီးလို့ခေါ်လို့မရဘူးစိတ်တန်စိတ်ကိုဆုံးမလိုက်လို့နောက်ဆုံးမှာကိလေသာဆိုတဲ့အခြေအနေစိုးတွေအကျင့်စိုးတွေလုံးဝပျောက်သွားပြီဆိုရင်တော့လုံးဝယဉ်ကျေးသွားပြီလို့သူတို့ပြောတာလောဘဆိုတဲ့အဆိုတရားလည်းမရှိတော့ဘူးဒေါသဆိုတဲ့အဆိုတရားလည်းမရှိတော့ဘူးမောဟဆိုတဲ့အဆိုတရားလည်းမရှိဘူးမမာနတွေအိတ်တာတွေမစ္စရိယတွေဆိုတာစိတ်တက်ပြောခြင်းညံခြင်းရဲ့အကြောင်းတစ်ခုမှမရှိဘူးရင်ထဲကိုပူလောင်စေတတ်တဲ့အရာတွေတစ်ခုမှမရှိဘူးအလုံးအညစ်အကြေးတွေလုံးဝကင်းစင်သွားတဲ့အခါတန့်စင်ထားတဲ့ရွှေစင်ရွှေအနှစ်လိုပဲအဲ့ဒီအချိန်မှာစိတ်ဟာအညစ်အကြေးတွေလုံးဝကင်းသွားလို့အဲ့ဒီအချိန်ကတော့အကောင်းဆုံးချမ်းသာဒုက္ခကိုဒီစိတ်ကယူဆောင်ပေးမှဖြစ်တယ်စိတ်တန်ဒန်ဒုက္ခဝါဆုံးမလိုက်လို့ယဉ်ကျေးသွားတဲ့စိတ်ကလေးဟာဒုက္ခဝါချမ်းသာတဲ့မှာလူဘဝလူချမ်းသာကြည့်လူဘဝလူချမ်းသာလို့ပြောကြတယ်ကိုယ့်ကိုစဉ်းစားကြည့်ဘလောက်ပဲချမ်းသာလူချမ်းသာတယ်ပြောမယ်တဖြည်းဖြည်းအိုမင်းလာတာတို့နောက်ဆုံးမှကျမ်းမာအောင်တော့သိဆုံးရတယ်ဆိုတဲ့ဒုက္ခနဲ့ဆုံးတတ်တယ်နတ်ပြည်ကနတ်ချမ်းသာတွေချမ်းသာပါရဲ့သိဆုံးခြင်းနဲ့ဆုံးတတ်တယ်ပြမပြည်ကချမ်းသာတွေချမ်းသာတယ်သိဆုံးခြင်းနဲ့ဆုံးတတ်ဒုက္ခနဲ့ပဲဆုံးတတ်တာအလုံးဟာချမ်းသာဒုက္ခတန်တရားတွေကချမ်းသာဒုက္ခမှန်သမျှဟာဒုက္ခနဲ့ပဲဆုံးတတ်တယ်မဖြစ်ချင်တာနဲ့ဖြစ်ရတာလေးကြီးပဲအကုန်လုံးဒါကြောင့်မို့မြတ်စွာဘုရားဓမ္မစကြာမှာတန်ခိတ်တေနပစ္စုပ္ပါဒနဲ့ခန္ဓာဒုက္ခလို့ခန္ဓာရထားလို့ရှိရင်ဒုက္ခရထားတာပဲဖြစ်တယ်ဒါကြောင့်မို့အဲ့ဒုက္ခနဲ့ပဲဆုံးတတ်သွားအဲ့တော့သာဝရဒုက္ခလို့ဆိုတာခန္ဓာမရတော့တဲ့အခါမှာဘဝនិရောဓနိဗ္ဗာန်လို့ဆိုတဲ့အတိုင်းခန္ဓာဖြစ်မှုဆိုတဲ့ဘဝကြီးချုပ်ငြိမ်းသွားပြီဆိုတဲ့အခါကျတော့ဘာဒုက္ခမှမဖြစ်တော့မွေးဖွားခြင်းမရှိသည့်အတွက်ကြောင့်အိုမင်းခြင်းဆိုတာလည်းမရှိဘူးသစ္ဆုံးရခြင်းဆိုတာလည်းမရှိတော့အဲ့ဒါမှသာဝရအငြိမ်းနိဗ္ဗာန်ချမ်းသာဆိုတာဒါကိုဆိုလိုတယ်ပေါ့အဲ့ဒီချမ်းသာဒုက္ခကိုရအောင်ယူဆောင်ပေးနိုင်တာလည်းပဲဆုံးမလိုက်လို့ယဉ်ကျေးသွားတဲ့ဒီစိတ်ပဲလို့ဆိုလိုတယ်အပင်ငယ်မှာဒုက္ခရောက်အောင်လှုပ်လိုက်တာလဲသူပဲချမ်းသာအောင်လဲသူပဲလို့ဆိုလိုတယ်ပြစ်ထားလို့ရှိရင်အပင်ငယ်မှာနေမွန်းမယ်ဆုံးမလိုက်လို့ယဉ်ကျေးသွားရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တယ်ဒီစိတ်ကလေးကိုပဲဗဟိုပြုပြီးမြတ်စွာဘုရားဟာဆုံးမဩဝါဒပေးတာဖြစ်ပါတယ်